ရမယ်ရဲ့ဗစ်တိုင်းကတ်ကိုမြင်တွေ့ရမယ် eFootball ရဲ့လာလီဂါပတ်အသစ်အားလုံးပဲမင်္ဂလာပါ eFootball ဝိုင် virus account ရဲ့ admin virus ပဲဖြစ်ပါတယ်ကျွန်တော်တို့ဘောလုံးရာသီကုံဆုံးတော့မယ်ဆိုတော့ဒါ eFootball ကနေအခုနှစ်ဘောလုံးရာသီမှာပေါ့နော်ဒါလာလီဂါပြိုင်ပွဲရဲ့အကောင်းဆုံးကစားသမားတွေပါဝင်လာတဲ့ Spanish League 2025-26 season pass ဆိုပြီးတော့ပတ်အသစ်တစ်ခုကိုမိတ်ဆက်ပေးခဲ့ပါတယ်ဒီဗီဒီယိုမှာဆိုရင်တော့ဒါဘာစီလိုနာအသင်းနဲ့အတူလာလီဂါဖလားရခဲ့တဲ့ရာမယ်ရဲ့ phenomenal dribbling Blaise Scala ပါဝင်လာတဲ့ဗစ်တိုင်းကတ်ပါတယ်ဒါ Real Madrid တိုက်စစ်မှု Mbappe ရဲ့ phenomenal finishing low screen မှာပါဝင်လာတဲ့ show တိုက်ကတ်ပါတယ်ပြီးတော့ဘာစီလိုနာအသင်းရဲ့ဂိုးသမားပေါ့နော် Joan Garcia ရဲ့ visionary pass GK Directing Defense ပါဝင်လာတဲ့ show တိုက်ကတ်ပါဝင်လာတာကိုတွေ့ရပါတယ်ဒီထဲမှာတော့သူတို့ကတ်တွေ၃ကတ်အပြင်မှာတခြားသောဘောနော်အခုနှစ်ဘောလုံးရာသီမှာဒါလာလီဂါမှာခြေသွမ်းပြနေကစားသမားတွေကတ်ပါတယ်ဒီထဲမှာဆိုရင်တော့ Mbappe ဆိုရင်ပေါ့နော်ဒါ Real Madrid အသင်းနဲ့အတူလာလီဂါမှာအဆင့်2ရခဲ့တယ်သူ့အနေနဲ့ဆိုရင်ဒါ playing style အနေနဲ့ကတော့ advanced striker ပါဝင်လာပြီးတော့ Trista agility king spinning bullet incisive run ဆိုပြီးတော့ AI playing style ပါဝင်လာခဲ့တယ် Mbappe ကပေါ့နော်ဒီရာသီမှာဆိုရင်သူ့အနေနဲ့ဒါလာလီဂါပြိုင်ပွဲမှာ24ဂိုးသွင်းပြီးတော့5ဂိုးဖန်တီးခဲ့တယ်လာလီဂါရဲ့သွင်းဂိုးအများဆုံးကစားသမားလည်းဖြစ်ပါတယ် Joan Garcia ကတော့အသက်24နှစ်အရွယ်ကတ်နဲ့ပွဲထွက်လာခဲ့တာဖြစ်ပြီးတော့အခုနှစ်ဘောလုံးရာသီဒါဘာစီလိုနာအသင်းနဲ့အတူလာလီဂါဖလားရရှိတဲ့အခါမှာသူရဲ့အထူးကာကွယ်တဲ့လက်စွမ်းတွေကလည်းအရေးပါခဲ့တာကိုတွေ့ရပါတယ်သူ့အနေနဲ့ကတော့ offensive goalkeeper ဆိုတဲ့ playing style ပေါင်းလာတာကိုတွေ့ရပါတယ်ပေါ့နော်နောက်တစ်ခါကတော့ကျွန်တော် break တွေအကြိုက်တွေ့မယ်ရာမယ်ရဲ့အသက်16နှစ်အရွယ်လုံးဝကို big time ကဖြစ်ပါတယ်ဒီကက်ကဆိုရင်တော့ဒါ eFootball မှာရာမယ်ရဲ့ပထမဆုံး big time ကလည်းဖြစ်ပါတယ်ပေါ့နော်ရာမယ်ရဲ့ဒီကက်မှာဆိုရင်ဒါ playing style အနေနဲ့ကတော့ profile winger ပါပြီးတော့ AM play style အနေနဲ့က Trista agility king speeding bullet incisive run နဲ့ early crosser ဆိုတဲ့ playing style 5ခုပေါင်းလာကိုတွေ့ရပါတယ်ရာမယ်ဆိုရင်အခုဘောလုံးရသီလာလီဂါမှာ16ဂိုးသွင်းပြီးတော့17ဂိုးဖန်တီးခဲ့ပြီးတော့ပေါ့နော်လာလီဂါရဲ့ဖန်တီးမှုအများဆုံးကစားသမားအဖြစ်ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်ဒါကြောင့်မလို့ဒါ eFootball အနေနဲ့ကတော့ကျွန်တော်တို့ဒီ Spanish League ပေါ့နော်ဒါလာလီဂါပြိုင်ပွဲမှာအကောင်းဆုံးကစားသမားတွေအတွက်ကိုဒါ player တိုင်းကိုပတ်တစ်ခုပေါ့နော်ဒီချိန် free ဖောက်ခွင့်ပေးပါတယ်ကျွန်တော်ကဖောက်လိုက်တဲ့အခါမှာဆိုရင်တော့ဒါ normal player ပဲပေါက်သွားခဲ့ပါတယ်ဒါကတော့ကျွန်တော်ရဲ့ထုံးစံအတိုင်းပဲ normal player ပေါက်သွားခဲ့ရဖြစ်ပါတယ်ဒါပြောမယ်ဆိုရင်တော့အခုလက်ရှိလာနေတဲ့ La Liga ဘက်ကဆိုရင်ဒါရာမယ်လည်းပါတယ်ဒါပြီးတော့ Mbappe လည်းပါတယ်ပေါ့နော်ပြီးတော့ဒါဂိုးသမားလိုအပ်နေတဲ့လူတွေအတွက်လည်း Joan Garcia ပါတယ်ပေါ့နော်ဒီလူကစားသမားမျိုးတွေပါဝင်တဲ့အတွက်ကြောင့်မလို့ဒီဘက်ကတော်တော်လေးကိုလိုက်လို့ကောင်းပါတယ်ကွိုင်းသုံးပြီးတော့ဖောက်မဲ့ပေါ့နော်ဒါညီကိုရီအနေနဲ့ဆိုရင်လည်းဒီဘက်ကလုံးဝကိုဖောက်ကတာတန်တဲ့ဘက်လို့လည်းပြောလို့ရပါတယ်ကျွန်တော်ရဲ့ eFootball by virus account ကိုဒါ follow လုပ်ထားကြတဲ့သူတွေအနေနဲ့ရောဒါအခုလာနေတဲ့ Spanish League ကနေဘာ player တွေပေါက်ခဲ့ကြလဲဘာ player တွေကိုအကြိုက်တွေ့ခဲ့ကြလဲဆိုတာကို comment မှာဝင်ပြီးတော့ရေးခဲ့ကြပါဦးလို့တောင်းဆိုလိုက်ရပါတယ်